အားလုံးပဲမင်္ဂလာပါဒီတစ်ခါကျွန်တော်ရိုက်ပြပေးထားတဲ့လေးကတော့ကျွန်တော်တို့ water cooler လေးကိုကျွန်တော်တို့ပြုပြင်နေစစ်ဆေးတယ်ပေါ့နော်ဆေးကြောတဲ့အပိုင်းတွေကိုကျွန်တော်ဗီဒီယိုရိုက်ပေးထားလေးဖြစ်ပါတယ်ခင်ဗျာဒီကောင်လေးကိုတော့ကျွန်တော်တို့ရဲ့ customer တဦးဖြစ်တဲ့ဟိန်းမြန်မာကားဝက်ရှော့ပေါ့နော်ကျွန်တော်တို့တောင်းကုန်မောင်မကန်နမိုက်ပေါ်မှာဖွင့်ထားတဲ့ဟိန်းမြန်မာဝက်ရှော့မှာပေါ့နော်ကျွန်တော်တို့ water cooler လေးနေလို့ဆိုပြီးတော့ကျွန်တော်တို့တောက်စစ်ဆေးတဲ့ခါမှာတော့ကျွန်တော်ဒီကောင်လေးကိုဆိုင်ကိုတည်ပြီးတော့ယူပြီးတော့စစ်ဆေးပေးတာပေါ့နော်ဒီကောင်လေးကိုစစ်ဆေးလိုက်တဲ့အချိန်မှာဘာဝယ်တာတွေ့တယ်ဆိုတော့ဒီကောင်လေးကဆိုရင်relay ရဲ့ overload ရဲ့မကောင်းတာပေါ့နော်အဲ့ဒါကိုမကောင်းတဲ့ကြောင့် compressor မလဲတဲ့အတွက်ကြောင့်ဒီကောင်မအေးတာပေါ့အဲ့ဒါလေးကိုကျွန်တော်ဆိုင်မှာယူရစစ်ဆေးပြီးတော့relay ကိုဘာလို့အစ်စ်လဲပေးလိုက်တယ်ကျွန်တော်အဲ့ဒါကိုချိန်လိုက်တော့ချိန်မှာဒီကောင်လေးကသူတို့ကဝါရှော့မှာတုံးထားတဲ့အတွက်ကြောင့်သူကပေါ့နော်ကျွန်တော်တို့ကအပီဒီများတယ်ပေါ့တန်ရှင်းမှုလုပ်ပိုင်မှုအားရလည်းမရှိတာနဲ့ကျွန်တော်တို့ဒီကောင်လေးကိုတခါတည်းဆေးကြောတန့်စင်ပေးထားပါတော့ကျွန်တော်ဒီကောင်လေးကိုဆေးကြောတန့်စင်ပေးထားတာကိုမူလမဆေးကြောခင်ကပုံနေထားလေးရဲ့အခုဆေးကြောပြီးတော့ပုံနေထားလေးတွေကိုဗီဒီယိုကျွန်တော်တွဲပြီးတင်ပေးထားပါတယ်ကျွန်တော်တို့ရှိုင်းကွန်ဆေးရန်စားပေးမှာဆိုရင်ကျွန်တော်တို့အဲကွန်ရေကတ်တက်တာအဝိရှော်ဆန်နဲ့ပတ်သက်တာများအပြင်ခုလိုမျိုးဝါတာကူလာအဲကူလာများကိုလည်းကျွန်တော်တို့အိမ်ရောက်ပြည်ပြင်ဆောင်ရွက်ပြီးလျက်ရှိပါတယ်ကျွန်တော်တို့ရှိုင်းကွန်ဆေးရန်စားပေးကိုကျွန်တော်တို့ဆက်သွယ်ခေါ်ဆိုရမယ့်ဖုန်းနံပါတ်ကတော့2668546359 399985145145ခုမှဖြစ်ပါတယ်ဒါလေးကတော့ကျွန်တော်မပြုပြင်မှာကျွန်တော်ရိုက်ထားပါတော့လက်တအားကိုညစ်ပတ်နေတာလေးကိုအခုဆေးကြောပြီးတော့ကျွန်တော်ရှင်းပြထားတာလေးဖြစ်ပါတယ်